အားလုံးပဲမင်္ဂလာပါအခုကလင်းနစ်ကကြိုဆိုပါတယ်ဒီနေ့ကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့ငလင်နှုတ်နေစဉ်နဲ့ငလင်နှုတ်ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ဘာတွေလုပ်ဖို့လိုအပ်လဲဆိုတာကိုမျှဝေပေးခြင်းတာဖြစ်ပါတယ်ဆိုတော့ငလင်နှုတ်နေတဲ့အချိန်မှာကျွန်တော်တို့ဘာတွေလုပ်ဖို့လိုအပ်တယ်လဲပထမဆုံးအရေးကြီးဆုံးကတော့သတိရှိနေဖို့ပါပဲကျွန်တော်တို့နုံနုံကြကြနေဖို့လိုအပ်ပါတယ်နောက်ချက်ကတော့ကျွန်တော်တို့ဝုကာကန်ဆိုတဲ့အချက်၃ချက်ကိုလုပ်ဆောင်ဖို့လိုပါတယ်ဆိုတော့ဝုကာကန်ဆိုတာပါလေကျွန်တော်တို့ဇပွဲဒါမှမဟုတ်ခိုင်ခန့်တဲ့အကာအကွယ်အောက်မှာကျွန်တော်တို့ဝုတ်ပြီးတော့မြင်းမြဲကင်ထားဖို့လိုအပ်ပါတယ်ဒီလိုအချိန်မှာအသက်အန္တရာယ်ကိုဖြစ်ပွားစေနိုင်တဲ့ဥကောင်းလိုအရာမျိုးတွေကိုလုံခြုံအောင်ကာကွယ်ထားဖို့လိုအပ်ပါတယ်ဝုကာကန်ဆိုတာအဲ့ဒါကိုဆိုလိုတာဖြစ်ပါတယ်နောက်ချက်ကတော့ကျွန်တော်တို့ငလင်နှုတ်နေတဲ့အချိန်မှာကိုယ့်ရဲ့နေရာဟာလုံခြုံတယ်လို့ခံစားရတယ်ဆိုရင်တော့ရောက်တဲ့နေရာကနေပြေးမထွက်ပဲနဲ့အဲ့နေရာမှာပဲလုံလုံခြုံဆက်ရှိနေဖို့လိုအပ်ပါတယ်ဒါမှမဟုတ်ငလင်နှုတ်နေတဲ့အချိန်မှာကိုရောက်နေတဲ့နေရာဘေးကင်းလုံခြုံမှုရှိတယ်လို့မခံစားဘူးဆိုရင်တော့ရောက်တဲ့နေရာကနေအမြန်ဆုံးပြေးထွက်ဖို့ပြင်ဆင်ရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့မဖြစ်မနေပြေးထွက်ရတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဓာတ်လေကားကိုတက်နိုင်သမျှမသုံးဖို့လိုအပ်ပါတယ်ရိုးလေကားကိုအသုံးပြုပေးဖို့တိုက်တွန်းပါရစေနောက်ချက်ကအဲ့လိုမျိုးကိုကလုံခြုံတယ်လို့ခံစားရတဲ့နေရာမှာကိုကဆက်ပြီးတော့အကာအကွယ်နဲ့နေအောင်မယ်ဆိုရင်တော့မှကွဲတတ်တဲ့ပြုတ်ကျနိုင်တဲ့လေးလံတဲ့အရာဝတ္ထုတွေနဲ့ခက်ဝိုးဝိမှန်နေဖို့အကြံပြုချင်ပါတယ်ငလင်လှုပ်ပြီးသွားတဲ့အချိန်မှာရောကျွန်တော်တို့ဘာတွေဆက်ပြီးတော့လှုပ်ဆောင်လို့ရမယ်ငလင်လှုပ်ပြီးသွားတဲ့အချိန်မှာအရေးကြီးဆုံးလှုပ်ဆောင်တဲ့အချက်ကကိုထိကြိုက်တန်ရရှိမှုရှိမရှိအရင်ဆုံးစစ်ဆေးဖို့လိုအပ်ပါတယ်ကိုဒီလိုစစ်ဆေးသလိုပဲကိုအနီးနားမှာရှိတဲ့တခြားသူတွေကိုလည်းထိကြိုက်တန်ရရှိမှုရှိမရှိစစ်ဆေးဖို့လိုအပ်ပါတယ်အကယ်၍ထိကြိုက်တန်ရရှိတဲ့လူတွေရှိခဲ့မယ်ဆိုလို့ရှိရင်ရှင်းဥဒုနာပြုစုတဲ့နည်းနဲ့စစ်ဆေးပြီးတော့ကိုနောက်ထပ်ကူညီပေးနိုင်မယ့်သူကိုစောင့်ဆိုင်းနေဖို့လိုအပ်ပါတယ်ထိကြိုက်တန်အကြီးကျယ်ရတဲ့လူကိုအဲ့ဒီနေရာကနေအမြန်ပြောင်းရွှေ့ရမျိုးကျွန်တော်တို့မလုပ်သင့်ပါဘူးနောက်ထပ်အရေးကြီးတဲ့အချက်ကတော့ငလင်နဲ့ပတ်သက်တဲ့သတင်းအချက်လက်တွေကိုခိုင်မာတဲ့အရင်းမြစ်တွေကနေပဲရယူဖို့လိုအပ်ပါတယ်ကိုနေထိုင်နေတဲ့အဆောက်အအုံရဲ့ကိုဘေးပတ်ဝန်းကျင်မှာရှိတဲ့အဆောက်အအုံရဲ့ကြက်ခိုင်မှုအခြေအနေပျက်စီးဆုံးရှုံးမှုပမာဏတွေကိုသက်ဆိုင်ရာကျွမ်းကျင်အင်ဂျင်နီယာတွေနဲ့အတူတိုင်ပင်ဆွေးနွေးပြီးစစ်ဆေးထားရှိဖို့လိုအပ်ပါတယ်ဒီလိုကနေတစ်ဆင့်ကိုနေတဲ့အဆောက်အအုံရဲ့ကိုပတ်ဝန်းကျင်ရဲ့အနေအထားငလင်နေလှုပ်ပြီးသွားတဲ့အချိန်မှာလည်းနောက်ထပ်အန္တရာယ်ရှိလားမရှိလားဆိုတာကိုသိချစွာသိနိုင်မှာဖြစ်ပါတယ်နောက်ဆက်တွဲငလင်တွေဖြုတ်လာနိုင်တာကိုလည်းအမြဲတမ်းသတိရနေဖို့လိုအပ်ပါတယ်နောက်ထပ်ငလင်တွေဖြုတ်လာမယ်ဆိုလို့ရှိရင်ကိုယ်တွေဘယ်လိုကာကွယ်ယူထားမလဲဘယ်လိုအမြန်ဆုံးလွတ်မြောက်အောင်ထွက်ပြေးကြမလဲဆိုတာကိုစဉ်းစားထားဖို့လိုအပ်ပါတယ်ဒါစက်ထဲမှာပဲကိုယ့်ရဲ့နေထိုင်နေတဲ့အဆောက်အအုံထဲမှာပြိုကျနိုင်တဲ့အလားအလာရှိတဲ့အနေအထားတွေကိုလည်းကြိုပြီးတော့စဉ်းစားထားဖို့လိုအပ်ပါတယ်အကယ်၍ပြိုကျနိုင်တဲ့အခြေအနေရှိတယ်ဆိုလို့ရှိရင်ငလင်ဘေးလုံခြုံတဲ့နေရာကိုအမြန်ဆုံးဘယ်လိုပြောင်းရွှေ့ထားမလဲဆိုတာကိုပါပြင်ဆင်ထားတင်တာဖြစ်ပါတယ်ငလင်ပေးပြီးသွားတဲ့အချိန်မှာတစ်ဆက်တည်းကျွန်တော်တို့စဉ်းစားရမယ့်အချက်ကမိဘေးအနေနဲ့ဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးမှာ gas line တွေဓာတ်ငွေ line တွေကပေါက်ထွက်ပြီးတော့အငွေ့တွေပြန်နိုင်တဲ့အနေအထားဖြစ်တဲ့အတွက်ဒီလိုအခြေအနေမျိုးမှာမီးချစ်ကိုတက်နိုင်တဲ့ညမသုံးဖို့တိုက်တွန်းမရစေဖြစ်နိုင်မယ်ဆိုလို့ရှိရင် battery မီး dam မီး LED မီးလိုမျိုးကိုဦးစားပေးသုံးဖို့အတွက်အကြံပြုချင်ပါတယ်အကယ်၍မီးလောင်မှုတစ်စုံတစ်ရာဖြစ်ပွားမယ်ဆိုလို့ရှိရင်တော့မီးသတ်ဌာနကိုအမြန်ဆုံးအကြောင်းကြားဖို့လိုအပ်ပါတယ်ကိုယ်တိုင်ကလည်းမီးလောင်မှုဖြစ်ပွားတဲ့နေရာကနေဘေးကင်းအောင်အမြန်ဆုံးစွန့်ခွာဖို့အရေးကြီးပါတယ်အကယ်၍ကိုကမီးလောင်မှုဖြစ်ပွားနေတဲ့နေရာမှာရောက်ရှိနေတယ်ဆိုလို့ရှိရင်မီးကုန်းမှုအနာကနေကာဝယ်နိုင်မှုအတွက်လေကောင်းလေတန်းအများဆုံးရှိတဲ့ကျန်းမြေလိုနေရာမျိုးကနေဝတ်သွားပြီးတော့အပြင်ကိုအမြန်ဆုံးပြေးထွက်နိုင်မှုအတွက်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။တစ်စက်ထဲမှာငလင်ဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာအိမ်လုံးပစ္စည်းတွေကိုအမြဲစစ်ဆေးနေဖို့လိုအပ်ပါတယ်။ပေါက်ပြဲနေတဲ့ gas line တွေရှိလား၊တင်းစိတ်ပိုင်းအကျိုးတွေရှိလား၊ဒါမှမဟုတ်ပလက်ကောင်းနေရာကိုလုံခြုံမှုရှိရလား။ဒါတွေအားလုံးကိုစစ်ဆေးပြီးတော့ gas line တွေဝါယာကြိုးတွေရေပိုက်ကောင်းတွေကိုဖြစ်နိုင်ပိတ်ထားဖို့လိုအပ်ပါတယ်။အခုချိန်မှာအသုံးပြုပါနဲ့အောင်အကယ်၍ဖိတ်ကြနေတဲ့ဓာတ်ဆီတွေတခြားလောင်စာကြီးတွေရှိမယ်ဆိုရင်အမြန်ဆုံးတန့်ရှင်းလုပ်ထားဖို့လိုအပ်ပါတယ်
ဒါဟာကိုအရေးပေါ်အခြေအနေဖြစ်လို့အပြေကိုအမြန်ဆုံးပြေးထွက်ရမယ့်အချိန်ရလို့ရှိရင်ဒီကောင်တွေကကောင်းကောင်းအနှောက်အယှက်ပေးပါလိမ့်မယ်အကယ်၍ကိုနေနေရတဲ့နေရာကနေဓာတ်စီလောင်စာစီတို့အနံ့နေရရင်တော့အပြေကိုအမြန်ဆုံးပြေးထွက်ဖို့အတွက်အကြံပြုချင်ပါတယ်အခုကျွန်တော်မျှဝေပေးသွားတာကတော့ငလင်နှုတ်နေစဉ်နဲ့ငလင်နှုတ်ပြီးအခြေအနေမှာကိုယ်တိုင်လှုပ်ဆောင်နိုင်တဲ့အချက်လက်များပဲဖြစ်ပါတယ်ဒီချက်လက်တွေကိုကိုယ်နဲ့အကိုက်ညီဆုံးအလျော်ညီဆုံးဖြစ်အောင်နိုင်နာကျင့်သုံးရင်းနဲ့ဘေကင်းလုံခြုံတဲ့လူမှုဘဝကိုပိုင်ဆိုင်နိုင်ဖို့အတွက်ဆန္ဒပြုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ